နေ့တင်မှာအားလုံးပဲဆန္ဒတွေပြောကြပါစေ6မှာ The Dream ကတော့ကိုကြီးပေးသားပါဖြစ်ထက်မကကောင်းမွန်တဲ့ဝန်ဆောင်မှုတွေနဲ့ပြင်ရတယ် client တွေရောက်ချင်းတိုင်းကိုကျွန်တော်တို့ The Dream မှာအထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲ Happy New Year ပါမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်တက်ရတယ်အားလုံးကိုနှစ်တမှာစုံကောင်းတောင်းလိုက်ပါတယ်ဗျာနေ့တင်မှာကိုစိမ့်နဲ့ဗျာကျမချမ်းသာပြီးဆန္ဒတွေပြောကြပါစေရှင်2025မှာ customer တဦးတယောက်ချင်းစီကနေပြီးတော့ The Dream အပေါ်မှာပေးတဲ့အကြံဉာဏ်တွေ review လေးတွေကိုနားထောင်ပြီးတော့2026မှာ The Dream ကပိုကောင်းမွန်တဲ့ service တွေကိုပေးနိုင်မှုအတွက်ဖြည့်ဆွတ်ပြင်ဆင်ပြီးတော့ပိုကောင်းတဲ့ကောင်းတဲ့ service တွေကိုပေးသွားမယ်လို့ customer တဦးတယောက်ချင်းစီတိုင်းကို The Dream ကနေကတိပေးလိုက်ပါတယ်ရှင် The Dream ရဲ့ချစ်တော်လေးတွေအကုန်လုံးနှစ်သက်မှာဆန္ဒနဲ့အိမ်မက်တွေအကုန်လုံးပြေးသွားကြပါစေရှင် အားလုံးပဲရှယ်ယူကြည့်မှုတွေကိုတောင်းထားပြီး2026မှာဒီထက်မကကောင်းမွန်တဲ့ဝန်ဆောင်မှုတွေနဲ့ပြန်လည်ကြိုးစားနေပါမယ်ရှင်နေ့တင်မှာအားလုံးပဲကံကောင်းခြင်းတွေလက်ဝယ်ပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်ခင်ဗျာလူကြီးမင်းတို့ရဲ့အိမ်မက်တွေကိုအောင်မြင်မှုအတွက်တောင်းတတက်စီစစ်မှာလဲကျမတို့သတင်းတွေကအစောအကူကြီးပေးသွားမှာဖြစ်ပါတယ်ရှင်မင်္ဂလာပါခင်ဗျာ2025ခုနှစ်တခြားလုံးကျွန်တော်တို့စီမှာယုံကြည်စွာအနံ့ကြတဲ့ client တွေရောက်ချင်းတိုင်းကိုကျွန်တော်တို့ The Dream မှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာအားလုံးပဲ Happy New Year ပါ